ဒီကနေ့တွေတုန်းကပဲခူးအသင်းရဲ့နီးပြဟောင်းဖြစ်တဲ့ကလော့ကလည်းခမ ्या ဒီနေရာမှာပဲမိတ်ဆက်ပေးခဲ့တယ်အခုခမ ्या ချန်ပီယံဖြစ်အောင်စွမ်းဆောင်နိုင်ခဲ့ပြီဒီပေါ်မှာခမ ्या အနေနဲ့အခုချိန်မှာဘယ်လိုမျိုးခံစားချက်ရှိလဲဗျပဲခူးအသင်းနီးပြဖြစ်ကလော့ကနေဆလော့ကိုပြောင်းလိုက်တဲ့အခါမှာကျွန်တော်ဆလော့ကလည်းကလော့လိုပဲဒါအသင်းကိုကောင်းကောင်းထိန်းကျောင်းနိုင်ခဲ့တဲ့အတွက်ချန်ပီယံဆုကိုရခဲ့တာပါဒီအတွက်ဆလော့ကနေကလော့ကိုလည်းကျေးဇူးတင်ပါတယ်လို့အခုဆိုလို့ရှိရင်တကဘာလုံးကဒီကိုတို့ပဲခူးအသင်းရဲ့ပရိသတ်တွေကဝမ်းသာပျော်ရွှင်နေကြပါတယ်ပရိသတ်တွေရဲ့ပျော်ရွှင်မှုနဲ့ပတ်သက်ပြီးအခုရဲ့ဝမ်းသာပီတိစကားတွေပြောပါတယ်ပြီးခဲ့တဲ့နေ့မှာချန်ပီယံဖြစ်တော့ကကိုဗစ်နဲ့တိုးသွားတာဗျအဲ့တော့ကျွန်တော်တို့လည်းတေချာလေးအောင်ပွဲမခံလိုက်ရဘူးပရိသတ်တွေလည်းစက်တန်ကန်ကန်နဲ့ပျော်ရွှင်ရတာပေါ့နော်အခုတော့အားလုံးအုံကြွကြွပါပဲဝဝကွဲကိုအောင်ပွဲခံနေကြတာတွေ့တော့ကျွန်တော်လည်းအရန်ဝမ်းသာပီတိဖြစ်ပါတယ်ကိုတို့ပဲခူးအသင်းဖလားရတဲ့နေ့ဆိုလို့ရှိရင်လေဒီကဘာကြီးကတခုခုဖြစ်တယ်လို့လေပရိသတ်တွေကလည်းကြောက်နေကြပါတယ်အဲ့အတွက်အားပေးစကားလေးပြောကြပေးပါဘာမှဖြစ်တော့ပါဘူးမကြောက်ပါနဲ့မနာလိုတဲ့ကောင်တွေကဒါကျွန်တော်တို့မရဘူးတဲ့ဖလားတွေရလို့ကိုဗစ်ဖြစ်တာဆိုပြီးဝိုင်းပလိန်ကြတာပါဒီလိုရတဲ့အတိုင်းပဲပဲခူးအသင်းသားတွေအောင်ပွဲခံရမှာတိုက်စစ်မှုတာဝန်လူနဲ့ကတော့သူများဖက်နှက်ပေါ်ကိုရှမ်ပိန်တွေတွန်ချနေတာများဒီမှာလဲနူနဲ့တယောက်ကိုတော့အလက်စင်ကိုတွားပြီးတော့ဖက်နန်းနေတာမြထေမှုကျွဲကိုပေါ်ဆိုသလိုပဲဒါဝင်နူနဲ့ကတော့ရှမ်ပိန်မှုဂေးစိတ်ပေါ်လာခဲ့ပြီလေဖြစ်ပါတယ်ပဲခူးအသင်းကွာဟုတ်တယ်အရင်ဒီမှာတောက်ကြအောင်ပြီးမှ KTV သွားမှာကတော့ဟေးဂျိုးချာငတ်တို့ရဲ့မိုင်းထောင်ချီပြန်နေပြီဟာဆော်လေးကလှလိုက်တာဘဲနေတော့မတန်းတေးပါပြီမတ်ပြီလားသူများဆိုနားတယ်လေဘာလို့အာတင်ထားမယ်အားလုံးအားမလျှော့နိုင်နဲ့ငါတို့ပသိမ်ကိုဒီဖလိုက်ရအောင်တည်သွားမယ်နော်အားလုံးအားတင်ဟာကြောင့်လူဒီကဘာလို့ငိုနေတာတော့ဒီလိုရတယ်မဲ့ပသိမ်တင်းသားတွေကတော့ဒီနေ့ပွဲစဉ်မှာဒိုင်လူကြီးရဲ့စုံပြတ်ချက်တွေပေါ်တော်လေးကိုဒေါသပေါက်ကွဲနေကြပြီညာအတင်းရဲ့နီးပြအဖွဲ့ဝင်တွေကကစားသမားတွေကိုကွင်းထဲထိဝင်ဆွဲနေကြတာကိုလည်းတွေ့ရတယ်ဟေးမလုပ်အောင်လူဒီကအဲ့လိုလုပ်အောင်လို့ဟဲ့စိတ်ကိုထိမ့်ပါပါဟဲ့လုံးအောင်ဒီလိုရတဲ့အမြဲတမ်းပျော်ပျော်ရွှင်ရွှင်နေတဲ့ရူဒီကတော့မှဒိုင်လူကြီးကိုတော်တော်လေးဒေါသပေါက်ကွဲပြီးတော့ကွင်းထဲထိဝင်ရောက်ပြီးတော့ပြင်းကျင်နေပြီရူဒီကအဲ့လိုမပေါက်ဘူးဒိုင်လူကြီးမပေါက်ဘူးတက်နေရှင်ထွက်ခဲ့ရအောင်စာရေးမပါဟဲ့လာလေတော်မယ်လားတော်လာခဲ့ရကောင်းတယ်ငိုနေတော့ဘသူကငိုလို့တော့နောက်နေ့မှတွေ့မယ်နော်ဟာရောငိုတယ်လေးပါလေနောက်နေ့မှတွေ့မယ်မင်းတို့ဒီနေ့တော့ထားလိုက်တော့